ပါနော်အဲ့တော့ဒီရက်ပိုင်းကတော့အဆင်ပြေဖြစ်ဘူးနော်အဲ့တော့အဆင်ပြေဖြစ်နေတောက်လျှောက်ပဲအဲ့တော့ဇက်တိုက်ကိုကြွေကြနေတာနော်အဲ့တော့ကျွန်တော်လည်းမိုးတီးအောင်လည်းထောင်းတယ်နော်အဲ့တော့အေးလေးပြတ်တယ်အဲ့တော့ကျွန်တော်ဒီနေ့ထုံးစံတိုင်းပဲနော်အဲ့တော့ခြိုက်တဲ့ညီဝေမှယူပါခြိုက်တဲ့ညီဝေလည်းကြော်ပါပေါ့နော်အဲ့တော့နည်းနည်းအကြပဲရောက်နေတာဖြစ်တဲ့အတွက်နည်းနည်းလေးတတိထားဆော့ပါထိန်းဆော့ပါเนาะအဲ့တော့ကျွန်တော်ဒီ VNBR UN ညီကိုတွေအတွက်လည်းကျွန်တော်အကောင်းဆုံးတော့တခြားပြန်ကြိုးစားပေးပါမယ်เนาะအဲ့တော့တစ်မျိုးတစ်ဖက်ပြန်ပြောင်းစဉ်းစားမှရတော့เนาะအဲ့တော့ကိုတွေးရတွေပဲပြောင်းမြင့်ဖြစ်နေရလားကြွေပဲကြွေချနေရလားမပြောတော့เนาะအဲ့တော့ဒီနေ့လည်းကျွန်တော်ဒီမှာကျွန်တော်ကြားရတဲ့3ချက်အကုန်ပြောလိုက်မယ်အဲ့တော့ကြားတဲ့ညီကိုဆိုယူလို့ရတယ်ကြားတဲ့ညီကိုလည်းကြော်သွားလို့ရတယ်เนาะအဲ့တော့ပထမဆုံးတစ်ပွဲအဲ့တော့ Everton နဲ့ Liverpool အဲ့တော့ဒီနေ့တော့ကျွန်တော်စဉ်းစားပုံလေးနည်းနည်းပြောင်းထားတယ်နောက်အဲ့တော့ကြိုက်တဲ့ညီကိုမှယူပါเนาะအဲ့တော့အကြပဲရောက်နေဆိုတော့နည်းနည်းလေးတတိထားဆိုကိုယ့်အကူလည်းတစ်ချက်ပြန်စဉ်းစားဖို့เนาะအဲ့တော့ပထမဆုံးကကျွန်တော် Everton နဲ့ Liverpool အဲ့တော့ Liverpool က30လောက်နေတာမယ်နှလုံးဆော့နေကျွန်တော်တို့အပြည့်နေတာမယ်ဆိုရင်စီးတဲ့မျိုးပေးရတယ်เนาะအဲ့တော့ Liverpool နဲ့ Everton မှာ Liverpool စီ9ပါ Everton ကြီး10ပါအဲ့တော့အသင်းအဆင့်တန်းရလဲကွာတယ်ဒါ Liverpool 30လောက်ပဲနေတာမယ်ဆိုရင်စီးတဲ့မှာအများကြီးမစဉ်းစားကြည့်ဘူးကျွန်တော် Everton ပဲစဉ်းစားတယ်Everton ပဲယူခြင်းနဲ့Liverpool စီးတဲ့ပြောတယ်เนาะအဲ့တော့နှလုံးဆော့နေကျွန်တော်အပြည့်နေတာမယ်အဲ့တော့ဒီစီးတဲ့ကတော့ဒီကိုပေါင်းစီးရောက်နေတဲ့အနေများလိမ့်မယ်ရှောင်းလိုက်เนาะပြီးနောက်တော့ Nottingham နဲ့ Burnley အဲ့တော့တစ်လုံးဆော့ရင်ကျွန်တော်20လောက်နေတာမယ်3လုံးဆော့ရင်ကျွန်တော်တစ်ဝက်လောက်ရမယ်ဆိုရင်စီးတဲ့မျိုးပြီးတာအဲ့တော့ Nottingham နဲ့ Burnley မှာအသင်း DNA ရကြည့်ရင်နှစ်သင်းကြတဲ့အခါကအရင်မကွာအောင် Nottingham တော့မြင့်တာမှန်တယ်လက်ရှိတေးပဲရတယ်16နဲ့19အဲ့တော့16နဲ့19မှာတစ်လုံးဆော့ရင်20လောက်နေတာမယ်ဆိုရင် Nottingham စီရပြင်းတယ်เนาะအဲ့တော့ Nottingham ပဲယူလိုက် Nottingham ကြိုက်တယ်မနေ့ကလိတယ်အဲ့ဈေးပြင်းနေကြေးအောင်ပါပဲအဲ့တော့ Nottingham လည်းဒီဈေးမှာတော့အောင်မဲ့ထင်တယ်เนาะအဲ့တော့ကျွန်တော် Nottingham ကြိုက်တယ်ပြီးရင်ကိုပေါင်းစီ3လုံးဆိုရင်တော့လောက်ရအောင်အဲ့ဒီကိုပေါင်းစီမှာလည်းကျွန်တော်9များကြိုက်တယ်เนาะအဲ့တော့ Nottingham တစ်သင်းနဲ့တောင် Campbell 3ဂိုးလောက်ဖြစ်သွားနိုင်တယ်ဒီထားเนาะပြီးကျွန်တော် Aston Villa နဲ့ Sunderland တော့တစ်လုံးဆိုရင်တော့လောက်ရမယ်နှလုံးဆိုရင်ကျွန်တော်အပြင်းနေတာမယ်ဆိုရင်ဈေးရမျိုးပေးထားတယ်เนาะအဲ့တော့ Villa ဒီတစ်လုံးဆိုရင်တော့လောက်ရမယ်ဆိုရင် Sunderland ဒီဈေးပြဖဲဖြစ်တာဆိုရင်တော့အဲ့တော့ဒီလောက်ပဲပြရမှာဗီလာလက်ရှိကာရန်ချီစွမ်းကလည်းရန်ရှိပဲဖြစ်တဲ့ထဲတော့မပါဘူးเนาะအဲ့တော့ဗီလာဒီအဆင့်၄ဆန်နာလန်ဒီ7အဲ့တော့ဆန်နာလန်ကတော့ဟိုမြောက်ဒီမြောက်ဖြစ်သွားပြီเนาะသူ့အတွက်ကတော့ AC ဖြစ်သွားပြီအဲ့တော့ဗီလာတို့နေနဲ့လက်ရှိချီစွမ်းကတော့အရင်ငိန်တဲ့ထဲတော့မပါဘူးအဲ့တော့အိမ်ဝင်းဆိုရင်တော့ဗီလာကချီစွမ်းလေးကတော့မစိုးဘူးเนาะအဲ့တော့ဆန်နာလန်ကတော့နောက်ဆုံးကန်ဂိမ်းနှစ်ပွဲမှာယူကာဆေးလည်းနိုင်တယ်စပါကိုလည်းနိုင်တယ်เนาะအဲ့တော့ Brighton ကို Company ပဲသွားရှုံးတာပဲရှိတယ်အဲ့တော့ဆန်နာလန်ဒီရာဒီချီစွမ်းတော့ကြောက်ဖို့ကောင်းတယ်ဒါပေမဲ့ဗီလာပေးတဲ့ဒီနေ့ဈေးတန်းကဖဲဖြစ်တယ်လို့ယူဆဖြစ်တဲ့အတွက်ကျွန်တော်ဗီလာဘက်ကနေကြည့်ခြင်းနဲ့ဆန်နာလန်ကြည့်တယ်ဝေခွင့်ဆိုရင်တိုက်စစ်ကအဲ့လောက်လုံးမလို့ဘူးအိမ်ခွင့်မဲ့အာဂရုကစားတဲ့အသင်းဆိုတော့လေအဲ့တော့ကျွန်တော်ဗီလာကြိုက်တယ်ပြီးကိုအောင်ကြိုက်တယ်ဗီလာ1C 2C ပေါ့နော်ပြီးကျွန်တော်မန်စီးနဲ့အာဆင်နယ်အဲ့တော့တစ်လုံးဆွမ်းနဲ့အပြည့်ရမယ်နှလုံးဆွမ်းနဲ့အပြည့်နေတာအဲ့တော့ဒီပွဲစဉ်ကဒါမန်စီးတော့အာဆင်နယ်တော့ရေးကြီးတဲ့ပွဲစဉ်ပဲနော်အဲ့တော့ဒီလိုပွဲစဉ်မျိုးတွေကမှန်တိုင်းပြောရင်နည်းနည်းလေးတော့ risk များတယ်အဲ့တော့လက်ရှိပေးထားတဲ့ဈေးရန်ရမန်စီးတီဒီတစ်လုံးစွာနဲ့ကျွန်တော်အပြေးရမယ်ဆိုရင်ဈေးရန်ကအာဆင်နယ်ကိုပေးရဖဲဖြစ်လာဆိုရင်တော့မန်စီးနည်းနည်းတော့ပြင်းနေတယ်လို့ကျွန်တော်ယူဆတယ်။နော်အဲ့တော့ဒီပွဲစဉ်က2သင်းလောက်တဲ့ရေးကြီးရယ်နိုင်တဲ့သူကဖလာလန်ချောင်းနဲ့ပုံနီကောက်သွားမှာ။နော်အဲ့တော့ဒီလိုပွဲစဉ်မျိုးကမှန်တိုင်းပြောရင်တော့ကိုအားသိမ်းရအောင်ချမန်စီးခြေတန်းနေဆိုရင်မန်စီးခြေကောင်းတဲ့ထင်မန်စီးတွေကိုချအာဆင်နယ်ကောင်းမှထင်အာဆင်နယ်ကိုချကျွန်တော်တော့ဈေးရန်ရမယ်ကျွန်တော်သွားမယ်။နိုင်စီဒီနေ့အာဆင်နယ်ကိုပေးရစီနဲ့ပြင်းတယ်လို့ကျွန်တော်ယူဆတယ်အဲ့တော့ကျွန်တော်ဒီနေ့မှာမန်စီးတီကိုကြိုက်တယ်ပြီးတော့နောက်တစ်ချက်အနေနဲ့အာဆင်နယ်ကကျွန်တော်တို့ချန်ပီယံလိကိုအာရုံစိုက်ရရှိသေးတယ်မန်စီးတီကချန်ပီယံလိလည်းမရှိတော့ရှိမှာဆိုတော့ FA ကပဲရှိတော့เนาะအဲ့တော့ဒီ Premier League ကိုပို့ပြီးအားစားတယ်မန်စီးတီကိုပဲကျွန်တော်ရွေးချယ်နေတယ်ပေးလိုက်စီတန်းလည်းပြင်းနေဆိုတော့မန်စီးတီကြိုက်တယ်เนาะပြီးရင်ကျွန်တော် series ရဲ့အစောဆုံးပွဲ Cremonini နဲ့ Torino အဲ့တော့ Cremonini နဲ့ Torino မှာ20လောက်နေတာနှလုံးဆွမ်းရင်40လောက်နေတာမယ်ဆိုရင်စီတန်းမျိုးပေးတာအဲ့တော့အဆုံးဆုံးပွဲစဉ်တွေကကျွန်တော်မြေပြောနေကြတိုင်းပဲနည်းနည်းလေးတော့တတိထားဆိုအဲ့တော့ Torino ကတော့ခုနောက်ပိုင်းမှာကျွန်တော်တို့ခန်းစည်းကိုကြီးပဲတီးတန်းပိတ်ဆော်တဲ့အတင်းမဟုတ်တော့ဘူး Cremonini ကတော့ကျွန်တော်အိမ်ဝင်းဆိုရင် sorry ရဲ့ကဒီအတင်းကတိုက်စစ်အားတန်းတာအဲ့တော့ဒီနှစ်သင်းကျွန်တော်တို့တွေးဆောင်ငွေကြည့်မယ်ဆိုလည်းအပြန်အလှန်သွင်းကိုမြင်ရတာများတယ်အဲ့တော့ဒီနေ့မှလည်းပြန်အလှန်သွင်းကိုမြင်ရဖို့ခက်မှမထင်ဘူးCremonini နေနဲ့အိမ်ကွန်းတွေရုံးမရမယ်တိုင်းစင်းဆောင်လုပ်ဖို့အတွက်အဲ့တော့ဒီအချိန်မှာကျွန်တော် Cremonini ကိုတကူပေးခြင်းနဲ့ Torino ကလည်းကိုများစရာအကြောင်းမရှိလို့ယူဆတယ်เนาะအဲ့တော့ကျွန်တော်ဒီနေ့ပွဲစဉ်မှာကိုများကြိုက်တယ်ဘော်လီဝေးပါဆိုရင်ကျွန်တော် Cremonini ပဲကြိုက်တယ်เนาะပြီးရင်ကျွန်တော်တို့ Verona နဲ့ AC Milan အဲ့တော့ AC တစ်လုံးဆိုရင်10ပြားလောက်ရမယ်နှလုံးဆိုရင်ကျွန်တော်တို့80လောက်နေရမယ်ဆိုရင်စီးရန်မျိုးပေးထားတယ်
နော်အဲ့တော့AC Milan နဲ့ Verona မှာလက်ရှိကျွန်တော် table ရကြည့်မယ်ဆိုရင်3ကနေပြီးဟိုတန်းစင်းတော့19လှမ်းပြီးတာနော်အဲ့တော့ AC Milan အနေနဲ့မှန်တယ်ပြောရင်နိုင်မယ်ဆိုရင်တော့အဲ့ထက်ပိုပြီးလို့ရတယ်နော်အဲ့တော့ Verona အနေနဲ့ကအင်္ဂွင်းခြေစွမ်းကလည်းအဲ့လောက်ကြီးကောင်းတဲ့ထဲတော့မပါဘူးเนาะဒါပေမဲ့ဒီနေ့တွေ့ဆုံမှုပြန်ကြည့်တဲ့အခါမှာဒါ0နဲ့အင်္ဂွင်းဆိုတော့ AC Milan အနေနဲ့နည်းနည်း struggle ဖြစ်လေရှိတယ်เนาะအဲ့တော့ဒီနေ့ AC Milan ပြီးထားတဲ့ဈေးတန်းကလည်းရောနေတာဆိုတော့ကျွန်တော်အနေနဲ့ဒီနေ့မှာ Verona ဘက်ကပဲနေရှင်တယ်เนาะအဲ့တော့ Verona ကြိုက်တယ်ကိုပုံးစည်းမှာလည်းကျွန်တော်ကိုကပဲကြိုက်တယ်เนาะပြီးတော့ Pisa နဲ့ Genoa ကကြော်လိုက် Juventus နဲ့ပို့တော့လားတလုံးဆိုရင်30လောက်နေတာပဲ Juventus ပေးရတယ်3လုံးဆိုရင်တော့တစ်ဝက်လောက်ရမယ်အဲ့တော့ Juventus တစ်လုံးဆိုရင်30လောက်နေတာမယ်ကာပိုလုံးတော့ပေးရစီတန်း fail ဖြစ်လာဆိုတော့ fail ဖြစ်ပါတယ်အဲ့တော့ဒီလောက်ပဲပေးရမှာပေါ့4နဲ့8နဲ့ကံအဲ့တော့ Juventus ဒါ Champions League ဝင်ခွင့်တနေရာအတွက်ဒါအမှတ်လူနေရတဲ့အနေထားเนาะအဲ့တော့ Juventus အင်္ဂွင်းဆန်းဆောင်ရတယ်ကျွန်တော်တို့တိုက်စစ်က32ဂိုးစီတွင်းထားတယ်လက်ရှိချိန်မှာခန်းစစ်ကလည်း73ဂိုးပဲပေးထားတယ်အဲ့တော့ဘိုလိုနာဝေခွင့်ကတော့ကျွန်တော်တို့တိုက်စစ်ကဟာဂိုးရတယ်ဒါပေမဲ့ခန်းစစ်ကလည်းဂိုးကြီးပြန်ပေးရတယ်ဒီနေ့တင်းတွေးဆောင်မှုမှာလည်းပြန်လည်သွင်းဂိုးတွေမြင်ရတာဆိုတော့ဒီနေ့ပေးထားတဲ့ဈေးကွက်ရတယ်တစ်လုံးစွာနဲ့30လောက်နေတာမှာ3လုံးစွာနဲ့တစ်ဝက်လောက်နေတာမယ်ဆိုရင်ဈေးတန်းမျိုးတွေမှာဆိုကျွန်တော်တို့ဒီအင်္ဂွင်းတင်းရောဝေခွင့်တင်းရောကိုရလေးရှိတယ်အဲ့တော့ဈေးကွက်ပုံမြလာလေးဝင်နေတော့ဂျူဗင်နဲ့ဘိုလိုနာမှာကျွန်တော်ကိုးများကြိုက်တယ်ဘော်ရီယောကျွန်တော်ဂျူဗင်ပဲရွေးခြင်းတယ်နော်အဲ့တော့ကျွန်တော်ဒီစီကိုအဓိကကိုကြီးပန်းဖို့ပြရအောင်ကျွန်တော်ပေါင်းပြီးမြန်မာပါအဲ့မှာ brother ဆေးချောင်းရေးသွားဆော်သားလို့ရပါတယ်သေးစိတ်ကိုတော့ကျွန်တော်ဒါ comment မှာဆက်သွယ်ဖုန်းနံပါတ်နဲ့ချပေးထားလိုက်မယ်အဲ့မှာတော့ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်အဲ့တော့ကျွန်တော် bonus စီကသွားမယ်အဲ့တော့ fry back နဲ့ heaty တစ်လုံးစွာနဲ့တစ်ဝက်လောက်ရမယ်3လုံးစွာနဲ့10ပြားလောက်ရမယ်တစ်လုံးစွာနဲ့တစ်ဝက်မှာ3လုံးစွာနဲ့10ပြားကကျွန်တော် fry back တေချာပေါ့ကိုရမယ်ဆိုရစီတဲ့အဲ့တော့ heaty နဲ့ချိန်ပြီးကိုရနိုင်တယ်ဆိုတဲ့သဘောမှာတော့ရှိတယ်နော်အဲ့တော့ဒါပေမဲ့ကျွန်တော်ခြေစွမ်းရပြန်ကြည့်တဲ့အခါမှာဒါ fry back ဒီအင်္ဂွင်းဆိုရင် fry back အင်္ဂွင်းခြေစွမ်းတွေကမဆိုးအဲ့တော့ heating ကတော့ကျွန်တော်နောက်ပိုင်းပွဲစဉ်တွေမှာခြေစွမ်းလေးနည်းနည်းလေး return ပြန်မှန်လာတယ်။ဘိုချာကလပ်ကိုတည်ကိုင်းတယ် Union Berlin ကိုနိုင်တယ် Leverkusen ကိုတည်ကန်ထားတယ်။နောက်အဲ့တော့ heating ရဲ့ဝေခွင့်ဆန်းဆောင်ရေကတော့ကျွန်တော်သွားရှုပ်လို့တော့မရဘူး။ဒါပေမဲ့တစ်ဖက်က Frankfurt တည်တယ်ဒါအင်္ဂလန်ကောင်းတဲ့တင်းထဲမှာပါတယ်။အဲ့တော့ heating ကလက်ရှိမှာ19မှတ်ပဲရထားသေးတယ်။ဟိုတန်းစီစီကအောက်ဆုံးမှာအဲ့တော့ Frankfurt နေတဲ့မနေ့ပြောနေ heating ကိုဒီဈေးပေးတာလိုတော့လိုအပ်ချက်ရှိတယ်။เนาะသို့ပေမဲ့လည်းကျွန်တော်တော့ heating အနေနဲ့မျှော်လင့်ချက်လည်းမရှိရတဲ့အနေထားမှာဒါ Asian Frankfurt တို့အနေနဲ့ဒီနေ့ပွဲစဉ်ကိုတော့အနိုင်ကန်မထင်တယ်တခုတည်းထားမှာ Frankfurt နောက်ဆုံး3ပွဲဆက်တိုက်လုံးနိုင်ထားတယ်เนาะအဲ့တော့4ပွဲဆက်ဆိုရင်ကြီးရဆိုရင်4ပွဲဆက်လောက်ပြီးကြီးအောင်ထားတဲ့အနေထားအဲ့တော့အဲ့တစ်ချက်တော့ကျွန်တော်နည်းနည်းထည့်စဉ်းစားရမယ်သို့ပေမဲ့ကျွန်တော်ခြေစွမ်းရကတော့ကျွန်တော် Frankfurt ပဲနေခြင်းတယ်เนาะအဲ့တော့ Frankfurt နဲ့ Heating တွေ့ဆုံမှုသွားကြည့်မယ်ဆိုရင်တော့ဒါ Frankfurt ကတော့ Heating ကိုနည်းနည်း struggle ဖြစ်လေရှိတဲ့အထင်မှာပါတယ်သို့ပေမဲ့လည်းလုံး90ပေါင်စီးထဲမှာကျွန်တော်အနေနဲ့ Frankfurt နဲ့တစ်လုံးလောက်တော့အောင်မယ်ထင်တယ်เนาะအဲ့တော့ကျွန်တော် Frankfurt ကြိုက်တယ်ကိုပေါင်းစီကနည်းနည်းလေး risk များမယ်เนาะပြီး Bayern နဲ့ Stuttgartတစ်လုံးဆိုရင်80လောက်နေတာပဲ40ပေးထားတယ်အဲ့တော့နှစ်သိန်းလုံးကကျွန်တော်တို့တိုက်စစ်အားတန်နေတင်ဒါ40ကဒီဈေးက fail ဖြစ်တယ်မနေ့ကကျွန်တော်တို့ဒေါမွန်နဲ့ Hoffenheim ဆိုရင်ဒါဒီလိုဈေးမျိုးပေါက်လို့ရဒါပေမဲ့3 mile နဲ့ပဲပေါက်တဲ့အနေထားမှာ3လုံးနဲ့ပဲထိန်သွားတယ်เนาะအဲ့တော့ဒီ40ဆိုတဲ့ဈေးမျိုးမှာကျွန်တော်ပြန်လည်သွင်းငွေမြင်ရဖို့ခက်မယ်လို့မထင်ဘူးအဲ့တော့စတူဂတ်အနေနဲ့လည်းဒီနေ့ပွဲစဉ်မှားလို့မရဘူးဘာလို့လဲဆိုတော့သူအနေနဲ့ Champions League ဝင်ဝင်တက်နေရတယ်အောက်က Hoffenheim နဲ့ Leverkusen ကအမှတ်ကတ်နေတဲ့အနေထားเนาะအဲ့တော့စုကတ်နေနဲ့လေရသလောက်ကတ်မှာဘိုင်ယာကတော့86မိနစ်ထိဆုံးပါပဲဘာမှပြောစရာမရှိပါဘူးဘိုင်ယာကတော့เนาะဘိုင်ယာလက်ရှိခြေစွမ်းနဲ့ကြောင်ခန်းလေးဆိုတော့နေပွဲစဉ်မှာကျွန်တော်သုံးဖို့ပဲကြိုက်တယ်ဘိုင်ယာကြိုက်တယ်ပြီးရင်ကိုးများကြိုက်တယ်เนาะအဲ့တော့အိမ်ကွင်းမှာစုကတ်တို့အနေနဲ့မလွယ်ပါဘူးအနည်းဆုံးတစ်ကိုးလောက်တော့ပြန်သွင်းနိုင်တယ်ဆိုပေမဲ့စုကတ်တိုက်စစ်လုံးကြုံဖွင့်ဆော့လာတဲ့ပုံမှာဘိုင်ယာတို့အနေနဲ့ကိုးသွင်းဖို့ခန့်ပဲလို့မထင်ဘူးเนาะအဲ့တော့ကိုးပေါ်ရဲ့ကျွန်တော်ဘိုင်ယာကြိုက်တယ်ပြီးတော့မိုချန်ကလာဘတ်နဲ့မေ30လောက်နေတာပဲ3လုံးဆိုနဲ့အပြည့်ရမယ်ဆိုတဲ့ဈေးရမျိုးပြီးတာအဲ့တော့3လုံးဆိုရတဲ့အပြည့်ဆိုတဲ့ bonus ကပွဲစဉ်တွေမှာကျွန်တော်တို့မြန်မြန်ဆက်ဆက်ကျွန်တော်မစင်စားစေချင်ဘူးကိုအောက်ကိုပဲကျွန်တော်ယူစေချင်တယ်ဒီနှစ်သိန်းတွေးဆုံမှုသွားကြည့်ရခါမှာလဲ11နေရာများတယ်အဲ့တော့ဒီမိုချန်ကလာဘတ်နဲ့မေမှာကျွန်တော်ကိုအောက်တစ်ချောင်းလေးယူချင်တယ်ဘော်ရီကတော့ရှောင်းလိုက်တာကောင်းတယ်နော်ပြီးရင်ကျွန်တော်ပြင်းသေးလီကိုဝင်သွားမယ်เนาะအဲ့တော့ကျွန်တော် channel လေးကိုလည်းအစီအစဉ် subscribe လုပ်ထားပြီးတောင်းဆိုချင်ပါတယ်အဲ့တော့ free ကိုတော့ကျွန်တော်ညနေကျရင်တော့ Telegram free channel မှာချပေးမယ်เนาะအဲ့တော့ဒီ video comment မှာကျွန်တော် link လေးချပေးထားလိုက်မယ်အဲ့တော့အဲ့ link လေးကနေသင် join ထားပါเนาะအဲ့တော့ကြိုက်တဲ့ညီကိုဆိုရင် user ပေါ့ကြီးလိုက်ပေါ့ကျွန်တော်ပြည့်ရွယ်ကြိုက်တယ်ဆိုရင် user ဒီရက်ပိုင်းကတော့အကြဘက်လေးနည်းနည်းရောင်းနေတော့နည်းနည်းလေးကိုယ့်အောင်ချင်းချင်းကြီးပေါ့เนาะချင်းချင်းပြီးပြန်စောပေါ့အဲ့တော့ပထမဆုံးတစ်ပတ်မိုနာကိုနဲ့အော်စီအဲ့တော့တစ်လုံးဆွမ်းနဲ့10ပြားလောက်နေတာမယ်3လုံးဆွမ်းနဲ့တစ်ဝက်လောက်ရမယ်ကျွန်တော်ခုနကပြောလို့ပဲတစ်လုံးဆွမ်းနဲ့ကျွန်တော်တို့ဒီတစ်ဝက်လောက်ရမယ်ဆိုရင်ဝင်ရောတစ်ဝက်လောက်နေတာမယ်ဆိုရင်ဝင်ရောပါတော့အဲ့ဒါမှ3လုံးဆွမ်းနဲ့တစ်ဝက်လောက်ရမယ်ဝင်ရောအောက်မှာဆိုရင်ကျွန်တော်တို့ဒီဒါကိုအိမ်ဝင်းတင်းရောဝေးဝင်းတင်းရောကိုရလေးရှိရဆိုရင်ကျဲမှာတော့ပါတယ်အဲ့တော့
လက်ရှိကျွန်တော်တို့ Aussie ရဲ့ဝေးကွင်းခြေစွမ်းကိုကြည့်မယ်ဆိုရင် Aussie စီကျွန်တော်တို့ဝေးကွင်းခြေစွမ်းကတိုက်စစ်က10ကိုပဲရခန်းစစ်ကတော့9တောက်6ပေးထားတယ်အဲ့တော့မိုနာကိုအိမ်ဝင်းကောင်းပုံမျိုးနဲ့ဆိုရင်တော့ဒီနေ့ Aussie တို့တော့လွယ်တော့မလွယ်ပါဘူးအဲ့တော့အိမ်ဝင်းမှာဆိုရင်လည်းတွေးဆုံမှုရမိုနာကိုကအမြင်အသာအရလေးရှိတာဆိုတော့ဒီနေ့တော့ကျွန်တော်မိုနာကိုပဲစဉ်းစားရမယ်ထင်တယ်เนาะအဲ့တော့ကျွန်တော်မိုနာကိုကြိုက်တယ်ကိုပေါင်းစီမှာကျွန်တော်ခိုးများပဲထက်ကြိုက်တယ်เนาะပြီးရင်ကျွန်တော်တို့ Nanda နဲ့ brush အဲ့တော့ Nanda နဲ့ brush မှာ30လောက်နေတာပဲ Nanda အကောင့်ထွက်ထားတယ်နှလုံးဆိုရင်ကျွန်တော်တို့90လောက်နေတာပဲเนาะအဲ့တော့ Nanda နဲ့ brush မှာ Nanda ကတော့ကျွန်တော်အိမ်ဝင်းဆိုရင်တော့ခန်းစင်တာပြီးစောရဲ့တင်းထဲမှာပါတယ်ဒီ brush ရဲ့ဒီရာဒီခြေစွမ်းကလည်းကျွန်တော်အားလုံးဒီအတိုင်းပဲရရင်ချင်းနေကောင်းတဲ့ထဲမှာတော့မပါဘူးเนาะအဲ့တော့ Nanda အိမ်ဝင်းဆန်းဆောင်ကြည့်ရခါမှာ Nanda အိမ်ဝင်းကခန်းစည်းကိုတာပြီးစောရဲ့ထဲမှာပါတယ် brush စီတဲ့ဝေးကွင်းတိုက်စစ်အားနည်းပုံမျိုးနဲ့ဆိုရင်တော့ဒီနေ့ပွဲစဉ်မှာ3ခုရောက်ဖို့တော့လမ်းမမြင်ဘူးအဲ့တော့ကျွန်တော်တို့1110ရပဲလာမယ်ထင်တယ်အဲ့တော့ကျွန်တော် Nanda နဲ့ brush မှာကျွန်တော်ကိုအောင်ကြိုက်တယ်เนาะပြီးရင်ကျွန်တော် PH နဲ့ line အဲ့တော့ PH နဲ့ line မှာနှလုံးစွမ်းနဲ့အပြေးရမယ်3လုံးစွမ်းနဲ့တစ်ဝက်လောက်နင်းနာမယ်အဲ့တော့ boy ဈေးနဲ့ကိုပေါင်းဈေးကမမျှအောင်နှလုံးစွမ်းနဲ့အပြေးမှာ3လုံးစွမ်းနဲ့တစ်ဝက်လောက်နင်းနာမယ်ဆိုတော့line ကိုပြီးထားရဆိုတော့ line တီကြတော့ကိုရမယ်ဆိုတော့ PH ကတော့ကြေးဖွင့်ထားတဲ့တင်းဆိုကိုမြစရာအကြောင်းမရှိဘူးเนาะအဲ့တော့ line ရဲ့ဝေကွင်းဆန်းဆောင်ကြီးရခါမှာ line ရဲ့ဝေကွင်းဆန်းဆောင်ကြီးရတယ်မစိုးတိုက်စစ်တွေကလှုပ်တယ်ဒီနေ့တင်းကျော်တော့နောက်ဆုံးကန်ခဲ့တဲ့9ပွဲမှာဆိုရင်အဲ့9ပွဲလုံးက3ခုရောက်တယ်เนาะအဲ့တော့3ခုရောက်တဲ့ပွဲကတစ်ပွဲပါတယ်ကျန်တဲ့4ပွဲက5ခုပွဲတိုင်း5ခုရောက်တယ်အဲ့တော့ဒီလိုနေထားမှာကျွန်တော်ဂိုးပေါင်းလေးကိုရှင်းအောင်3လုံးဆိုရင်တစ်ဝက်လောက်နှင်းနာမယ်ဆိုတာသဘာဝမကြောက်เนาะအဲ့တော့ဒီဂိုးပေါင်းလေးကကျွန်တော်ပြောတယ်လို့ယူဆတယ်အဲ့တော့ကျွန်တော်ဒီနေ့ပွဲစဉ်မှာ2-1လို့ result မျိုးကဖြစ်နိုင်ကြလို့ယူဆတယ်အဲ့တော့ကျွန်တော် line ကိုကြိုက်တယ်ပြီးကိုအောင်ကြိုက်တယ်เนาะအဲ့တော့ကြိုက်တွင်ညီကိုဆိုယူပါချိုင်းတွင်ညီကိုလည်းကြော်ပါပေါ့เนาะအဲ့တော့ကျွန်တော် channel လေးကိုလည်းစင်မြင် subscribe လေးလုပ်ထားပြီးတော့တောင်းဆိုချင်ပါတယ်အဲ့တော့အားလုံးပဲကံအောင်ကြပါစေ good luck ပါ